အလုံးမဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့တရားပြားလေးစားပြသွားမှာဖြစ်ပါတယ်ကျွန်တော်လှုပ်ထားတဲ့တရားပြားလေးတားရမလားနော်မကြည့်ဘူးနော်ဘာလို့လဲတရားနော်စားလာကြွေးမှာပါအဲ့ဒါဖြစ်အဲ့ဒါဆိုင်နေရောဟာစားကြပါအောင်ဟောခလာဟောမေးနေဝိုင်းနဲ့ကြွေးအောင်โอ้หายหัวတိုင်းကြည့်တော့စားကြအောင်စားကြစားကြတော့စားပြီးဝိုင်းခဲ့ကြနာအောင်ဟုတ်ကောင်းချိုးနဲလာနဲဆိုတော့တော့ကတ်ကောင်းတော်ရလေးတော့ကြတယ်တော့မခါအဲ့တော့ဒီဟာလေးလောက်ထားတာအဲ့တော့ဒီကောင်းလေးကိုလောက်ထားတာစားလို့တော့ဟောကောင်းပါနားနေပါဦးကျန်တော့မုံစားကြနားနေအမလေးပြန်ရောက်လာပါရင်ဒီမှာကျွန်တော်လောက်ထားတဲ့ဒီမှာအကင်လေးစားကြပါအောင်စားကြပါအောင်ဆိုတယ်စားကြပါအောင်ဒီဝိုင်းနဲ့ဒီတို့အားလို့တော့ကောက်ခဏနေရောဒီမှာကြမ်းမဲပါနားပါจำนะจะมาดูละเชนนะดูละครับจำนะจับไหนได้ยังวะตัวขาลูกได้จะราคาเป็นวันเอาเงินได้ราคาเป็นวันใช่งานหนึ่งวันเป็นวันวิ่งวันကျွန်တော်ဒီနေ့မှာတော့တရက်ပြလဲစားပြပြီးသွားပြီဒီနေ့စားပြပြီးသွားပြီဆိုရင်မနက်ဖြန်မှာတွေ့ကြရအောင်ဘိုင်ဘိုင်အော်ဆန်းလည်းမေ့ရမနက်ဖြန်ပါစားပြကျွန်တော်တားတို့ဒီခဏစားလာပါမနက်ဖြန်ပါစားရမှာတော့ပြခဲ့ပါဘိုင်ဘိုင်